မှန်ထဲမှာမြင်နေရတဲ့အသက်30အရွယ်အမျိုးသားမှာညာဘက်မျက်လုံးထောင်းကနေနားထင်ထိရှည်လျားတဲ့ဓာတ်တန်ရအမာယုကြီးတစ်ခုရှိနေတယ်ဒီအမာယုကလွန်ခဲ့တဲ့3နှစ်ကလူစီကိုကောက်ွယ်ပေးရင်ပလင်းကွဲစားစိုက်သွားလို့ရခဲ့တာပါအဲ့ဒီတော့ကလူစီဟာလမ်းဖြန့်ပြီးအော်ဟစ်ခဲ့ဘူးတယ်ဒါပေမဲ့ကျွန်တော်ကိုစိတ်ပူလို့မဟုတ်ပဲသူမရဲ့ကာဝင်အနားဆာမှာတွေးကွက်နှက်ကွက်ပေးသွားလို့ပါယုံစရာကြီးဒီကာဝင်ကအကန့်အသတ်နဲ့ပဲထုတ်တဲ့ဒီဇိုင်နာချုပ်ကာဝင်ဟာနှစ်လစာ3လစာနဲ့တောင်ဝယ်လို့ရတာမဟုတ်ဘူးလို့သူမကပြောခဲ့တယ်ပြီးတော့ချက်ကိုဘောနက်9သိန်းပေးလိုက်ပါတဲ့ကျွန်တော်မျက်နှာကဒဏ်ရာနဲ့သူမရဲ့ကာဝင်တန်ဖိုးကိုငွေကြေးနဲ့ပဲတန်ဖိုးဖြတ်လို့ရနိုင်မယ်ထင်ပါတယ်အဲ့ဒီမနက်ကကျွန်တော်သူ့တန်မှာ2နာရီလောက်နေခဲ့မိတယ်အဖေနဲ့အမေသားအသက်ထင်ရှားရှိနေအောင်မယ်ဆိုရင်ကျွန်တော်ကိုအိမ်အောင်ပြုဖို့ကလေးမွေးဖို့နဲ့အေးချမ်းချမ်းတာမန်ဘဝလေးတစ်ခုဖြတ်တန်းဖို့ပဲတိုက်တွန်းကြမှာပါအဲ့ဒီနေ့နေ့လယ်ပိုင်းဘူဂါရီဘော့ဂရီပွဲမှာတော့လူစီကလက်ပြလေးတစ်ကောင်လိုပွဲလဲတင်နေပြီးကျွန်တော်ကတော့ဘေးကနေတပွားမခွာလိုက်ပါဆောက်ရှောက်ပေးခဲ့တယ်သူမအနာကိုကက်လာသမျှလူတိုင်းကိုလည်းစောင့်ကြည့်နေခဲ့တာပေါ့နာမည်ကြီးအမှုပညာရှင်တယောက်သူမကိုစကားလာပြောဖို့ကြိုးစားတော့ကျွန်တော်ကကြားကနေဝင်လာလိုက်တယ်သူကကျွန်တော်ကိုမကြည်မနှက်စိုက်ကြည့်ပြီးမင်းကဘာကောင်လဲလို့မေးခွန်းထုတ်ပါတော့တယ်လူစီကပြုံးပြီးတော့သူကကျမရဲ့ခွေးလေးလေးတစ္ဆာရှိလိုက်တာလဲလွန်ရောစိတ်ထဲမထားပါနဲ့လို့ပြောချလိုက်တယ်ပတ်ဝန်းကျင်ကလူတွေအားလုံးဝိုင်းရကြပေမဲ့ကျွန်တော်ကတော့ဘာမျက်နှာပေးမှမရှိပဲငြိမ်သက်စွာရက်နေခဲ့ပါတယ်ချက်ကတော့မင်းလူစီရဲ့ခွေးလို့ထပ်ပြောခံရပြန်ပြီဟဲ့ဟာဟာသူကတော့ဓာရီနေသားကြနေလောက်ပါပြီလုံးဝကိုကျင့်သားရနေတာလို့အခြားတက်တော်ဆောင်တွေကလောင်ကြတယ်ည7:00နာရီမှာတော့မူးနေတဲ့လူစီကိုဘီလာအင်ကြီးစီကျွန်တော်ပြန်ခေါ်လာနိုင်ခဲ့တယ်ချက်ငါရင်ငက်တဲ့ Cloud Peak Manor ကစမ်းရည်ပူလက်ဖက်ရည်ပဲတောက်ချင်တယ်ကျွန်တော်အချိန်ကိုကြည့်လိုက်မိတယ်မင်းလူစီ Cloud Peak Manor ကမြို့ပြင်မှာဗျသွားပြန်လှည့်ဆိုအနည်းဆုံး2နာရီကြာမှာပြီးတော့သူတို့ကမနေ့1နာရီဆိုပိတ်ပြီးငါအခုပဲတောက်ချင်တာသွားဝယ်မလားဒါမှမဟုတ်အလုတ်ကထွက်မလားကျွန်တော်ဘာမှမပြောဘဲကားကိုလှည့်မောင်းခဲ့ပါတယ်ကျွန်တော်ထင်ထားတဲ့အတိုင်းပဲဆိုင်ကပိတ်နေပါပြီဒါပေမဲ့ညစာဝန်ထမ်းတွေကိုအကြာကြီးတောင်းပန်ပြီးတဲ့နောက်မှာတော့နောက်ဆုံးကြံတဲ့စမ်းရည်ပူလက်ဖက်ရည်တအိုးကိုရခဲ့ပါတယ်လက်ဖက်ရည်မအေးသွားအောင်အတက်နိုင်ဆုံးဂယုတစိုက်နဲ့ဘီလာ AC ပြန်တဲလာခဲ့ပေမဲ့လူစီကတော့အိပ်ပျော်နေရှိပါပြီကျွန်တော်လက်ဖက်ရည်အိုးကိုကင်ပြီးသူမရဲ့အိတ်ခမ်းအပြင်ဘက်မှာခဏရက်နေမိတယ်ပြီးတော့မှကော်စောပေါ်မှာအသားအရာချထားပေးခဲ့ပါတော့တယ်